DJI showroom ကိုရောက်နေတာဒီမှာဟာဗျာဆရာကြည့်လိုက်Osmo ဒီမှာရှိတာဒီမှာဗျာ7 69ဒေါ်လာနဲ့ဟိုကောင်ကတရားဆိုအမေ7ပဲဝယ်ပါတော့ဆိုတော့လုံးဝပြင်ကြားလိုက်ကြည့်တော့ဒီမှာအရှင်ဖိုက်အဲ့ဆန်ကြည့်လိုက်အဲ့ဆန်ကြည့်လိုက်အဲ့ဒါပဲရှိလိုက်တော့ဝယ်လိုက်ပြီးပတ်ကလီမယ်လားစိတ်လို့ရှားတယ်အမောင်းချင်းလောက်ကြမယ်နော်โอเคဆိုတော့ဘာနဲ့မှမရဘူးပြောတယ်ဗျာအဲ့မှာဘယ်လိုနေထားရှိနေတော့သိချင်းနေတနာပဲဟေးအဲ့လိုကြလဲအေးရဒီမှာပါနေတော့ရပါတယ်တော့ကတာပါပဲဒီကတာပါပဲတန်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 ဟောဒီမှာအပင်ညပါတယ်โอเคပြီးရင်ဒါတန်လိုက်ပါတယ်နော်ဖုန်းမှာညက်ဖုန်းဟောစားနေဒီမှာကတ်လိုက်โอเคပါကဲလာညာပေါ့ဗျာဒီမှာကြည့်လိုက်တီးအော်ဒီမှာထုတ်လို့ရတယ်အဲ့လိုချစ်စရာလေးနော်โอเคအများကြီးပဲဆက်ရမလွယ်တော့ဘူးညအိုးကြည့်တော့လောက်ရဟိုကဘာလို့ mobile 8ကတော့ဗျာဒီဟောက်ဆောင်ဒီလိုဆွဲထုတ်လို့ရတယ်အခုဒီကောင်တော့အသေးမပါဘူးဆိုတော့ဒါပေမဲ့မတက်နိုင်ဘူးကျွန်တော်ပတ်စံမလောက်ဘူးဒီဟာနဲ့ပဲအဲ့ဆိုရင်တော့ကျွန်တော်ဘလော့တွေကောင်းကောင်းရိုက်လို့ရမယ်လို့မျှော်လင့်ပါတယ်